ဟာကိုကြီးကြည်ရတာပြောနေပုံရရနော် ဝမ်းသာနေရပါညီမလေးဘာလို့ပြောနေရတော့နေ့အကြမ်းမြင်ဟောစားမယ်ဟာဒုက္ခပါပဲဒီတော့စိတ်ညစ်နေတာဟုတ် ကိုကြီးကိုမင်းစရာရှိလို့ ဟာငါဘာငါတော့အိမ်နဲ့ပြဿနာတက်လို့ဒီညလာထိုင်ကြညီကလာမင်းဒုက္ခ ဇက်တော်ကြီးဆယ်ပွဲတည်းရလေသူနာတာမကြောင့်မင်းစနာသူနာတာမရဲ့အဖေနဲ့မိရဲ့တကူးကူးနဲ့ပါဘူးဆို အိန္ဒိယလားဘာလို့ပြောနေရဒုံညီကမှကလားကြီးဖြစ်နေပြီဟာ ဟုတ်လားကိုကြီး ဒုက္ကူလာနဲ့ပါကြီးကမှတ်တာနော်ဒုက္ကူလာနဲ့ပါကြီးကတကူးနဲ့ပါဘူးမဟုတ် ဟုတ်ကဲ့သူတို့ကလင်မယားကြီးဆို အေးဘောလင်မယားတွေပေါ့ သူတို့ကအတူတူမအိဘူးဆို ဟုတ်တယ်ညီမလေးသူတို့ဇက်ထဲမှာကြီးထားတော့သူကအလဲမာလီပန်ပီလေးချပြီးအဲ့ဒါလင်းဟိုမောင်ချစ်နှမချစ်လင်မယားလို့ချစ်တာမဟုတ်အသားချင်းလည်းမထီ ဒါဆိုလို့ရှိရင်သူနာတာမဘာလို့မွေးလာတော့ ဘလူတွေမင်းနေမှလည်းမသိဘူးဟာသူ့ကသာမှာဘာလို့မွေးလာတော့ဆိုတော့သူတို့ကလေလို့မဟုတ်ဘူးကြားမင်းရတယ်ပြီးတော့သူတို့နှစ်ယောက်ကိုလုံကြီးပြုစုဖို့ဆိုပြီးတော့ကလေးကျန်နေတာထည့်ပေးလိုက်တာသူချက်လေးကိုလက်နဲ့ရစ်ပြီးတော့မွေးသေးဆိုတာမွေးလာတာ အဲ့လိုလုပ်လို့ရရဲ့ပေါ့ အေးပါသူကြားမင်းဆိုတော့တကူးရှိတာအဲ့ဒါကြောင့် သူ့အဖေနဲ့မိနဲ့မျက်မမြင်ဘူးဆို မမြင်ဘူးလေကန်းနေ ဘာလို့ကန်းတော့ ဘာလို့ကန်းတော့စွန့်ခံသွားပြီးပြန်လာတော့သူတို့ကမောလို့ဆိုပြီးတော့လေတောင်မှုပေါ်ထိုင်းနေတာတောင်မှုပေါ်ထိုင်းတာပေါ့လေမွေးတောင်မှုမှမသိအဲ့မွေးတွန်းတဲ့ဟိုဘောအေးချွေးတွေပါကြတော့နန်တော့မွေးကစိတ်မရှိရတဲ့အပေါ်အစိတ်ငွေနဲ့မှုတ်လိုက်တဲ့အချိန်မှာမျက်လုံးကန်းသွား ဟုတ်လားအောက်ကမဟုတ်တာဘာလို့မျက်လုံးကန်းတာ ဟုတ်ပြီအဲ့အစိတ်ငွေကမျက်လုံးကိုဟပ်ပြီးကန်းတာလို့ ဟာကန်းချင်းကန်းကိုရဲ့ဖင်ကန်းမှာ ဖင်ကန်းတာနင့်တော်လေးကဖင်ကန်းတာကတိကတနဲ့ဘာလို့ပြောမလဲမသိဘူးဟုတ်တယ် ဒါဆိုလဲနောက်ဆုံးတစ်ခုမနေနဲ့မေးတော့ဗျာ အေးနောက်ဆုံးတစ်ခုမေးပြန်တော့ဟာ သူနာတာမလေတမင်900နဲ့ရေးသွားခတာဘာလို့ဖို့လဲ ဟောရှင်းလေးကိုရှစ်သမင်း900နဲ့ရေသွားခံမှာတော့တောက်ဖို့စိတ်ဖို့ပေါ့ သူ့အဖေတော့မပါဘူးလား ဘာတော့ပါတယ်လीသူ့ဖေတော့ပါတယ်လीမိဘနှစ်ပါးကိုလှုပ်ကြွေးပြုစုနေတဲ့သားလိမ္မာလी ဟုတ်တယ်လေ သမင်းပေါင်း900နဲ့ရေသွားခတာအဲ့ဒါတောက်ဖို့စိတ်ဖို့ အင်းလေသူ့အဖေတော့မပါဘူးလားလို့ ပါတယ်လို့သူ့ဖေတော့ဟုတ်ဗျမိဘနှစ်ပါးလုံးတော့ပါတယ်ဘလူကြီးမင်းနေရတော့ဘာမှမရှိ ကိုရဲ့လေနားအောင်မလဲ ဟုတ်လားညကနားမလဲတာလေငါပြောတာရှင်းလေးကိုဘာမေးတာညဘာမေးတာ အဲ့လေတမင်900နဲ့တော့ခတ်တာရီတွေအများကြီးသူ့အဖေတော့မပါဘူးလားလို့ကိုပြောတောက်ဖို့ဆေးဖို့ဆို အေးလေ အေးလေ ဟုတ်ဗျတောက်ဖို့စိတ်ဖို့ဆိုမှတော့သူ့ဖေတော့ပါတာအော်ဒါလဲနေတာ ဟုတ်တယ် မယမ်းဗရာနဲ့ဒီလိုတောက်ဖို့ဒီလိုဆေးဖို့နော်ဒီလိုတောက်ဖို့ဒီလိုဆေးဖို့ အဲ့လိုလားကိုကြီး ဘာလို့ပြောမလဲမသိဘူးကွာ တီးဦးလေလို့